ဇလန်းလေးကတော့အမြဲတမ်းအေးအေးဆေးဆေးနေတတ်ပြီးသူ့ရဲ့ရင်ခုန်တန်တွေကိုရင်ထဲမှာပဲမြုပ်နှံထားတတ်တဲ့ရှက်တတ်တဲ့ကောင်လေးနီရှီကာတာနဲ့စတင်ထားပါတယ်။အလဲတန်းကျောင်းသားဘဝကလေးကသူ့ရဲ့နေ့ရက်တိုင်းဟာစာနောက်ရတာကိုသဘောကျပြီးလူကိုအမြဲမျက်နှာညီရဲသွားအောင်လုပ်တတ်တဲ့တက်ကြွရှင်လန်းတဲ့ကောင်မလေးတာကာကီနဲ့ဆက်နွယ်နေခဲ့တာပါ။နီရှီကာတာအတွက်တော့တာကာကီဟာတာမန်တက်ဖို့တယောက်တည်းမဟုတ်ခဲ့ပါဘူး။သူ့ရဲ့ရိုးရှင်းလာတဲ့နေ့ရက်တွေကိုနှွေးထွေးမှုတွေတပ်ဝင်လှုပ်ရှားမှုတွေနဲ့ဘယ်တော့မှမေ့လို့မရနိုင်တဲ့အမှတ်တရတွေဖြစ်အောင်ဖန်တီးပေးခဲ့တဲ့တူလေးတော်သူပေါ့အခုတော့နှစ်တွေအများကြီးကုန်လွန်သွားခဲ့ပါပြီနီရှီကာတာလည်းအရွယ်ရောက်လာပြီးအချိန်ပိုင်းဆရာတယောက်ဖြစ်ရိုးရိုးရှင်းရှင်းပဲနေထိုင်နေခဲ့ပါတယ်တာကာကီကတော့ကြောင်ပြီးကလေးကပြင်သစ်ကိုပြောင်းရွှေ့သွားပြီးသူ့လမ်းသူရှောက်လန်းနေခဲ့တာပေါ့ဒါပေမဲ့12ကျော်သွားခဲ့ရင်တော့နီရှီကာတာရင်ထဲမှာတာကာကီရဲ့စနောက်တက်တဲ့အပြုံးနူးညံ့တဲ့အတန်နဲ့ဖွင့်ပြောဖို့တတိမရှိခဲ့တဲ့သူ့ရဲ့အချစ်တွေကအခုထိရှိနေတော့မှာပဲတရက်တော့နီရှီကာတာတယောက်အခန်းထဲမှာတယောက်တည်းအန်နီမေကြည့်နေတော့ဖုန်းမြည်လာပါတယ်ဖုန်းကင်လိုက်တာနဲ့တင်သူ့ရဲ့မျက်နှာအမူအရာကချက်ချင်းပြောင်းလဲသွားပြီးရှက်ကိုရှက်ကန်းနဲ့မျက်နှာတစ်ခုလုံးနီးရဲသွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ဖုန်းဆက်လာတဲ့သူကတခြားသူမဟုတ်ပဲပြင်သစ်မှာနေနေတဲ့သူ့ရဲ့တငယ်ချင်းဟောင်းတာကာကီဖြစ်နေလို့ပါသူကပညာသင်စုပြီးသွားလို့သူအမြဲတမ်းအိမ်မက်မက်ခဲ့တဲ့နေရာမှာနေထိုင်တော့မယ်လို့ပြောပြလာပါတယ်။နီရှီကာတာလည်းတိုးတိုးလေးပဲဂုဏ်ပြုစကားပြောရင်သူပျော်ရွှင်ပါစေလို့ဆုတောင်းပေးလိုက်တာပေါ့။ဒါပေမဲ့ဖုန်းချသွားပြီးတဲ့နောက်မှာတော့သူတို့အလဲတန်းတုန်းကရိုက်ခဲ့တဲ့10နှစ်သက်တမ်းရှိပြီဖြစ်တဲ့ဓာတ်ပုံလေးကိုမေးကြည့်ရင်အမြဲတမ်းသူ့ကိုစနောက်တက်တဲ့ကောင်မလေးကိုတတိယပြီးပြုံးမိနေပြန်ပါတယ်။ပြန်တွေးကြည့်ရင်အလဲတန်းတုန်းကနီရှီကာတာနဲ့တာကာကီတို့ဟာအတန်းတစ်ခုထဲမှာအတူတူတက်ခဲ့ကြတာပါ။နီရှီကာတာကအေးအေးဆေးဆေးနဲ့ရှက်တက်တော့တာကာကီအတွက်စနောက်ဖို့အကောင်းဆုံးပြစ်မှတ်ပေါ့အစကတော့စနောက်ယုံတက်ဆက်ခဲ့ကြပေမဲ့အချိန်ကြာလာတာနဲ့အမျှတန်ရောစင်တွေဖြစ်ပြီးတငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်အချိန်တွေကုန်လွန်လာရင်နီရှီကာတာတယောက်တာကာကီကိုချစ်မိသွားခဲ့တာပေါ့ဒါပေမဲ့ကြောင်းပြီးတဲ့အခါမှာတော့တာကာကီကသူ့မိဘတွေနဲ့အတူပြင်သစ်ကိုပြောင်းရွှေ့သွားခဲ့ရပါတယ်သူ့မိဘတွေကချမ်းသာတဲ့စီးပွားရေးသမားတွေမို့လို့အလုပ်ကိစ္စနဲ့အမြဲခီးသွားနေရတာလေအဲ့ဒီနှုတ်ဆက်ခြင်းကနီရှီကာတာအတွက်တော့အရန်ကိုနာကျင်ခဲ့ရပြီးရင်ထဲမှာဟာတာရာကြီးဖြစ်ကြံခဲ့ပါတယ်။သူ့ရဲ့အေးဆက်ဆက်နေရက်တွေကိုပျော်ရွှင်မှုတွေနဲ့ဖြည့်ဆည်းပေးခဲ့တဲ့တာကာကီရဲ့စနောက်တန်တွေကိုသူအရန်တတိယနေခဲ့တာပါ။အချိန်တွေကုန်လွန်ပြီးအခုဆိုရင်နီရှီကာတာကဝင်ငွေသိမ့်မရှိတဲ့အချိန်ပိုင်းဆရာတယောက်ဖြစ်နေပါပြီ။သူဟာကျောင်းမှာအတန်းတန်ရှင်းရေးလုပ်တာတို့ကျောင်းအုပ်ကြီးတရနာပေးခိုင်းတဲ့အလုပ်လေးတွေကိုကူလုပ်ပေးတာတို့နဲ့ပဲအချိန်ကုန်နေတတ်ပါတယ်။သူ့ဘဝကပုံသေးကားချက်အတိုင်းလက်ပတ်နေရင်းကနေတရက်မှာတော့တာကာကီဂျပန်ကိုပြန်ရောက်နေပြီဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်။အဲ့ဒီသတင်းကိုကြားလိုက်ရရုံနဲ့တင်နီရှီကာတာရဲ့စိတ်အခြေအနေကချက်ချင်းကိုလန်းဆန်းသွားခဲ့တာပါ။အလုတ်သွားတဲ့လမ်းတစ်လျှောက်ကတစ်ပင်တွေကလည်းပိုပြီးစိမ့်လန်းနေတယ်လို့ကျောင်းသားတွေရဲ့အပြုံးတွေကလည်းပိုပြီးတက်ကြွနေတယ်လို့ခံစားရစေပါတယ်။မကြခင်မှာပဲကျောင်းအုပ်ကြီးတာနာပေကလာမဲ့3လအတွင်းမှာပကြီးတန်းအတွက်အလုတ်တင်ဆရာမအစ်စ်တယောက်လာမှဖြစ်ပြီးနီရှီကာတာကပဲတာဝန်ယူတင် जा ပေးရမယ်လို့ပြောလာပါတယ်နီရှီကာတာကညှင်းဖို့ကြိုးစားပေမဲ့အုပ်ကြီးကအတင်းဆုတ်ခိုင်းတာကြောင့်စိတ်ရှုပ်ရှုပ်နဲ့စိတ်တည်ငြိမ်အောင်ကျောင်းထဲမှာတန်ရှင်းရေးလိုက်လုပ်နေမိတာပေါ့တန်ရှင်းရေးလုပ်နေတော့စစ်ကြံလန်းထဲကိုတယောက်ဝင်လာတာမြင်လိုက်ရလို့ကြည့်လိုက်တော့သူနဲ့ဖုန်းပြောခဲ့တဲ့တာကာကီဖြစ်နေပါတယ်နီရှီကာတာလည်းအံ့ဩသွားပြီးဒီကိုပါလာလောက်တာလဲလို့မေးလိုက်တဲ့အခါတာကာကီကဒီကျောင်းမှာအလုပ်တင်ဆရာမအဖြစ်လာလောက်တာလို့ပြောပြပါတယ်။အဲ့ဒီတော့မှကျောင်းအုပ်ကြီးပြောတဲ့ဆရာမအစ်စ်ဆိုတာတာကာကီဖြစ်နေမှန်းနီရှီကာတာသိလိုက်ရတာပါ။နီရှီကာတာအံ့ဩတုန်လှုပ်သွားတဲ့မျက်နှာလေးကိုကြည့်ပြီးတာကာကီကပြုံးပြရင်သူ့စီကိုရှောက်လာခဲ့ပါတယ်။သူတလန်းချင်းရှောက်လာလေနီရှီကာတာရဲ့ရင်ခုန်တန်တွေကပိုပြီးမြန်လာလေပါပဲ။အဲ့ဒီနေ့ကျောင်းဆင်းပြီးတဲ့နောက်မှာတော့တာကာကီကနီရှီကာတာကိုသူတို့ငငယ်တုန်းကအတူတူသွားလေးရှိတဲ့နေရာလေးစီသွားဖို့ဖိတ်ခေါ်ခဲ့ပါတယ်။အဲ့ဒီနေရာမှာရက်နေရင်းနဲ့တာကာကနှစ်တွေအများကြီးကြာသွားပေမဲ့ဒီနေရာလေးရောနီရှီကာတာရောဘာမှမပြောင်းလဲသေးဘူးလို့သတိပြုမိသွားပါတယ်ပြီးတော့နီရှီကာတာကိုအခုထိအနီမေကြိုက်တုံးမဲလားဆိုပြီးဆက်နောက်လိုက်ပါသေးတယ်နီရှီကာတာလည်းရှက်ရှက်နဲ့မျက်နှာကြီးနီးရဲသွားတာပေါ့တာကာကီကသူ့အိတ်ထဲကနေနှစ်ချက်ကိုထုတ်ပြီးနီရှီကာတာကိုတစ်ဖက်ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူတို့ငငယ်တုန်းကအတူတူနားထောင်ခဲ့ဘူးတဲ့ရင်းနှီးနေတဲ့တခြင်းလေးကပြန့်လွင့်လာခဲ့ပါတယ်။အဲ့ဒီတခြင်းလေးကတကယ်တော့တစ်ခါမှမခွဲခွာခဲ့ဘူးတဲ့နှလုံးသားနှစ်ခုကိုတိတ်တဆိတ်ပြန်လဲချိတ်ဆက်ပေးလိုက်တယ်လို့ပါပဲ။အဲ့ဒီညနေမှာတော့နီရှီကာတာတယောက်ရက်ပိုင်းတွင်မင်္ဂလာဆောင်တော့မဲ့သူ့တငယ်ချင်းနာခာအီရဲ့ပါတီပွဲလေးကိုတွားခဲ့ပါတယ်။
တာကာကီလည်းအလဲတန်းတုန်းကအတန်းဖော်ဖြစ်ခဲ့တာမို့ဒီပွဲကိုရောက်လာခဲ့တာပေါ့အမတ်တရဟောင်းတွေစကားဝိုင်းတွေနဲ့အဲ့ဒီညလေးကအရန်ကိုစီကားလို့နေပါတယ်မပြန်ခင်မှာနာခါအီကမနက်ဖြန်မင်္ဂလာဆောင်ကိုလာဖို့နီရှီကာတာကိုထပ်ပြီးတတိပေးလိုက်ပါသေးတယ်ပါတီပြီးသွားတော့နီရှီကာတာနဲ့တာကာကီတို့ပြန်မဲ့လမ်းကအတူတူဖြစ်နေတာကြောင့်နှစ်ယောက်သားအတူတူလမ်းလျှောက်ပြန်ခဲ့ကြပါတယ်လမ်းကလည်းတိတ်ဆိတ်နေတယ်လို့သူတို့ရဲ့စကားဝိုင်းကလည်းနည်းနည်းရင်ဖွင့်တဲ့ဘက်ကိုရောက်လာပါတယ်အဲ့ဒီမှာတာကာကီကနီရှီကာတာကိုတခါမှအချစ်ပန်းမပွင့်ဘူးလားလို့ရုတ်တရက်မေးလိုက်ပါတယ်နီရှီကာတာလည်းပြတလဲနဲ့စိတ်လှုပ်ရှားစွာပဲချစ်ဖူးပါတယ်လို့ဝန်ခံလိုက်တာပေါ့အဲ့ဒီနောက်တာကာကီကလမ်းလျှောက်ရာကနေရက်လိုက်ပြီးရှေ့ကလမ်းစုံမှာလမ်းခွဲကြရအောင်လို့ပြောပါတယ်မသွားခင်မှာတော့နီရှီကာတာကိုမျက်လုံးလေးခဏလောက်မိတ်ထားပေးဖို့ပြောခဲ့ပါတယ်နောက်ရက်မနက်မှာတော့တာကာကီရဲ့အလုတ်တင်ဆရာမပထမဆုံးနေ့စတင်ပါပြီးကျောင်းအုပ်ကြီးရဲ့ညွှန်ကြားချက်အရနီရှီကာတာလည်းတာကာကီနဲ့အတူရှိနေပေးခဲ့တာပေါ့တာကာကီကဆက်ဆက်ချင်းမှာတင်ကလေးတွေရဲ့အသေးကိုဖန်ဆားနိုင်ခဲ့ပါတယ်သူ့ရဲ့အေဂျင့်နဲ့အမူအရာနဲ့ဖော်ရွေတဲ့အပြုံးတွေကကလေးတွေအားလုံးရဲ့အချစ်တော်ဖြစ်စေခဲ့တာပေါ့ကျောင်းစင်းတော့နီရှီကာတာကကျောင်းသားတယောက်ရဲ့အိမ်ကိုစာသင်ခန်းသုံးပစ္စည်းတွေတွားပို့ပေးဖို့လုပ်ပါတယ်။အဲ့ဒီကျောင်းသားလေးမာချီတာဟာစိုးရိမ်ပူပန်မှုလွန်ခဲ့တဲ့အန်ဂါရီယောဂကြောင့်ကျောင်းမလာနိုင်တာကြာပါပြီ။နီရှီကာတာကမာချီတာစာမပြတ်စေဖို့အတွက်အိမ်ကိုခဏလာကြည့်ပေးတဲ့ကြောင်းတာကာကီကိုပြောပြပါတယ်။သူကဘာအကျိုးမျက်မှမျှော်လင့်တာမဟုတ်ပဲတာဝန်သိစိတ်နဲ့ဂရုစိုက်မှုတသက်နဲ့လုပ်ပေးနေတာပါ။နီရှီကာတာရဲ့စိတ်သက်ကိုသဘောကျသွားတဲ့တာကာကီကသူတို့ကျောင်းသားဘဝတုန်းကတွားခဲ့မှုတဲ့ဖះကျောင်းလေးကိုအတူတူတွားဖို့အကြံပြုခဲ့ပါတယ်။ဖះကျောင်းကိုရောက်တဲ့အခါတာကာကီကပြင်သစ်မှာဖြတ်တန်းခဲ့ရတဲ့သူ့ရဲ့ဘဝအကြောင်းတွေကိုပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။အဲ့ဒီကဘဝကသူတွေးထားသလိုဖြစ်မလာခဲ့ကြောင်းဂျပန်ကိုရောသူ့တငယ်ချင်းတွေကိုရောအထူးသဖြင့်နီရှီကာတာနဲ့အတူဖြတ်တန်းခဲ့ရတဲ့အချိန်တွေကိုအရန်တတိယနေခဲ့ကြောင်းဖွင့်ဟလာပါတယ်။ညနေခင်းလေညင်းအေးအေးလေးထဲမှာရက်နေရင်သူကအဲ့ဒီအမတ်တရတွေကိုပြန်ပြီးခံစားရလို့အယမ်းပျော်တယ်လို့ပြုံးပြီးပြောပါတယ်။နီရှီကာတာကတော့သူ့စကားတွေကိုတိတ်တဆိတ်နားထောင်ရင်းတာကာကီဟာသူ့အတွက်ဘလောက်အထိအရေးပါနေတုံးလဲဆိုတာကိုပြန်ပြီးသတိပြုမိသွားပါတယ်။ခဏလောက်တော့သူတို့နှစ်ယောက်အတူတူအသက်ကြီးသွားမဲ့အနာဂတ်ကိုစိတ်ကူးယဉ်ကြည့်မိပြီးအဲ့ဒီတွေးကပဲသူ့ကိုမျှော်လင့်မထားတဲ့စိတ်သက်သာရမှုကိုပေးစွန့်ခဲ့ပါတယ်။နောက်တစ်ရက်ကတော့နာခါအီရဲ့မင်္ဂလာဆောင်နေ့ပေါ့နီရှီကာတာလည်းတာကာကီအပါဝင်သူ့ရဲ့တငယ်ချင်းဟောင်းတွေနဲ့အတူပွဲကိုတက်ရောက်ခဲ့ပါတယ်။တို့သမီးကပန်းစည်းပစ်လိုက်တဲ့အချိန်မှာတာကာကီကဖမ်းမိသွားလို့အားလုံးကဝမ်းသာအားရလက်ခုပ်တီးကြတာပေါ့။တာကာကီကိုငေးကြည့်ရင်နီရှီကာတာတယောက်စိတ်ကူးရင်ကဘာလဲပြန်ရောက်သွားပြန်ပါတယ်။တနေ့ကျရင်တာကာကီနဲ့လက်ထပ်ရမယ်ဆိုတဲ့အတွေးလေးကသူ့မျက်နှာထက်မှာအပြုံးတွေဝေစားသွားစေတာပေါ့။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတငယ်ချင်းတယောက်ကကြားဖြတ်ပြီးမင်းတယောက်တည်းစိတ်ကူးရင်ပြန်ပြီးလားဆိုပြီးစနှောက်လိုက်ပါတယ်နောက်တော့နီရှီကာတာကနာခါအီကိုမင်္ဂလာလက်ဆောင်ပေးတဲ့အခါမှာနာခါအီကရေပြီးမင်းတယောက်တည်းနေရတာမပြင်းသေးဘူးလားတာကာကီရဲ့စိတ်ကအမြဲတမ်းရှင်းနေတာပဲဟာကျောင်းလုံးကလည်းမင်းကိုဘယ်နှခါတောင်စနောက်ခဲ့လဲပြန်တွေးကြည့်ဦးလို့တတိပေးလိုက်ပါတယ်နီရှီကာတာကတော့အဲ့ဓာတွေကစတာတက်ပါလို့ခေါင်းခါညင်းလိုက်ပေမဲ့သူ့မျက်လုံးထဲကဝေခွဲမရတဲ့ဇဝေဇဝါဖြစ်မှုတွေကိုတော့ဖုံးကွယ်လို့မရခဲ့ပါဘူးမကြခင်မှာပဲတာကာကီလက်ထဲကပန်းစီကရေကူးကန်တဲ့ကိုရှော့ကျသွားတဲ့မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်နီရှီကာတာကဘာမှစဉ်းစားမနေပဲအားလုံးအံ့ဩသွားအောင်ရေကူးကန်တဲ့ကိုခုန်ချပြီးတွားဆက်ပေးခဲ့တာပေါ့အဲ့ဒီနောက်မှာတော့တာကာကီပါရေကူးကန်တဲ့ကိုလိုက်ငုပ်ခဲ့ပါတယ်သူ့ရဲ့ရုတ်တရက်လှုပ်ရက်ကြောင့်အခြေအနေကပိုပြီးတော့စိတ်လှုပ်ရှားစရာဖြစ်သွားခဲ့ရတာပေါ့နှစ်ယောက်လုံးရေရွှဲဆိုပြီးပြန်တက်လာကြတဲ့အခါရှက်နေမဲ့အစားတဟားဟားနဲ့ရေမောမိကြပါတယ်တာကာကီကလည်းမင်းကငါပန်းစီလေးကိုကယ်ဖို့အတွက်နဲ့တင်ရေထဲခုန်ချတာလားဆိုပြီးစနောက်လိုက်ပြီးသူ့ရဲ့ရေမောတန်လေးကရေကူးကန်ပေးမှပဲ့တင်ထက်လို့သွားပါတယ်အဲ့ဒီနောက်အိမ်ပြန်လမ်းမှာတော့ပတ်ဝန်းကျင်ကတိတ်ဆိတ်နေပေမဲ့နှစ်ယောက်သားနေလို့ထိုင်လို့အဆင်ပြေမဲ့ခန်းစားချက်မျိုးဖြစ်နေခဲ့ပါတယ်တခါတလေမျက်လုံးချင်းစုံမိတဲ့အခါတိုင်းစကလုံးတွေမလိုပဲအကြည့်တွေကတည်းအများကြီးပြောပြနေတယ်လို့ပါပဲတိတ်ဆိတ်မှုကိုဖြိုခွင်းပြီးတတာကာကီကနီရှီကာတာမှာရည်စားရှိလာလို့မေးလိုက်ပါတယ်နီရှီကာတာကမရှိကြောင်းနဲ့သူ့လိုလူမျိုးအတွက်အဲ့ဒါကမဖြစ်နိုင်ဘူးလို့ထင်တဲ့အကြောင်းဝန်ခံပါတယ်ပြီးတော့စူးစမ်းကျင်စိမ့်နဲ့တာကာကီကိုလည်းပြန်မေးလိုက်တာပေါ့တာကာကီကတော့ခက်ပြုံးလေးပဲခံမှန်းကြည့်လေလို့ပြောပါတယ်နီရှီကာတာကတော့ဒီနှစ်တွေထဲမှာတာကာကီကိုသဘောကျတဲ့သူတွေအများကြီးရှိမှာပဲလို့တွေးမိပေမဲ့တာကာကီကလွန်ခဲ့တဲ့တစ်ဆက်နှလုံးလုံးဘယ်သူနဲ့မှတွဲမခဲ့ဘူးလို့ပြောလိုက်တဲ့အခါမှာတော့သူအယမ်းအံ့ဩသွားခဲ့ရပါတယ်
အဲ့ဒီမာတင်နီရှီကာတာကရှက်ရှက်နဲ့ပဲတတိမွေးပြီးတာကာကီကိုမီရှူမီပန်းပွဲအတူတူကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဒါကရိုးရိုးရှင်းရှင်းလေးပဲဆိုပေမဲ့သူတို့နှစ်ယောက်အတူတူမီရှူမီပန်းကြည့်ဖို့အမြဲတမ်းဆန္ဒရှိခဲ့တာလို့ပြောပြလိုက်တာပေါ့။တာကာကီလည်းသဘောတူလိုက်ပြီးသူ့ရဲ့အပြုံးလေးကအရန်ကိုယိုသားပြီးနူးညံ့လာပါတယ်။ဘေးချင်းရှင်ပြီးလမ်းဆက်လျှောက်နေရင်နှစ်ယောက်လုံးရဲ့ရင်ထဲမှာတိတ်တဆိတ်ပျော်ရွှင်နေမိကြတာပေါ့။ရက်ပိုင်းကြာမှာတော့တာကာကီဟာတရားဆွဲနာမှာမာချီတာနဲ့တွေ့ဆုံခဲ့ပါတယ်။မာချီတာကရှေ့ကအေဂျင့်နဲ့မြင်ကွင်းကိုတယောက်တည်းပကြီးဆွဲနေတာပါ။နီရှီကာတာပြောပြဖူးတာကိုတတိယပြီးတာကာကီကသူ့အနားကိုညင်ညင်တတလေးချင်းကပ်ပြီးစကားဆက်မိပြောခဲ့ပါတယ်။အစကတော့မာချီတာကတိုးဆုပ်နေပေမဲ့နီရှီကာတာနာမည်ကိုကြားလိုက်ရတဲ့အခါမှာတော့သူ့မျက်နှာလေးကချက်ချင်းလန်းဆန်းသွားပါတယ်။နီရှီကာတာဟာသူ့အပေါ်ဘလောက်အထိကျဉ်းနာပြီးစိတ်ရှည်ပေးခဲ့ကြောင်းခက်ခဲတဲ့အချိန်တွေမှာတော့သူ့ဘေးကနေဘယ်တော့မှမခွာခဲ့ကြောင်းပြောပြလာပါတယ်။မာချီတာကနီရှီကာတာရဲ့စကားတခွန်းကိုမှတ်မိနေတာပေါ့။အောင်မြင်မှုဆိုတာကြောင်းမာရင်ရှိတာမဟုတ်ပါဘူး။အကယ်၍ပကြီးဆွဲတာကမင်းကိုပျော်ရွှင်စေတယ်ဆိုရင်ဆက်ပြီးဆွဲပါတဲ့မာချီတာကအဲ့ဒီစကားတွေကြောင့်ပဲအခုထိပကြီးဆက်ဆွဲနေနိုင်တာလို့ပြောပြပါတယ်။အဲ့ဒီအပတ်ကြောင်းထဲမှာပဲတာကာကီဟာအဝေးကနေရင်းနှီးနေတဲ့မိန်းကလေးတစ်ယောက်ကိုမြင်လိုက်ရပါတယ်။သူကတော့တရားဆွဲနားမှာရက်နေတတ်တဲ့အိုဇာကီဆိုတဲ့မိန်းကလေးပါ။အိုဇာကီကနီရှီကာတာစီလာပြီးတီးတန့်စကားပြောချင်တယ်လို့တောင်းဆိုပါတယ်။အိုဇာကီကစိတ်မကောင်းတဲ့အတန်နဲ့ပဲမာချီတာကြောင်းမလာတော့တာကသူ့ကြောင့်ပါလို့ဝန်ခံလာပါတယ်။လွန်ခဲ့တဲ့အချိန်တုန်းကသူမာချီတာကိုဖွင့်ပြောခဲ့ဘူးကြောင်းအဲ့ဒီနောက်ပိုင်းမာချီတာကြောင်းမလာတော့ပဲအိမ်ကိုသွားတွေ့ရင်လည်းအတွေ့မခံတော့ကြောင်းပြောပြပါတယ်။အဲ့ဒီကလေးကအိုဇာကီကသူ့ကိုယ်သူအပြစ်တင်ပြီးမာချီတာကိုသူပဲမောင်းထုတ်လိုက်တယ်လို့ခံစားနေရတာပါ။အားလုံးကိုနားထောင်ပြီးတဲ့နောက်မှာတော့နီရှီကာတာကအိုဇာကီကိုသူ့ကိုယ်သူအပြစ်မတင်ဘူးစိတ်အေးထားပြီးဖြောင်းဖြပေးပါတယ်ဘဝမှာအရာအလုံးကလွယ်လွယ်ကူကူနားလည်နိုင်ဖို့ခက်ခဲကြောင်းမာချီတာကြောင်းထွက်ရတာတခြားအကြောင်းပြချက်ရှိနိုင်ကြောင်းပြောပြပါတယ်အကယ်၍အိုဇာကီကတကယ်ပဲတာဝန်ရှိတယ်လို့ခံစားရရင်အကောင်းဆုံးကတော့မာချီတာကိုဓာတ်ရိုက်သွားတွေ့ပြီးရင်ထဲမှာရှိတာတွေကိုရိုးရိုးသားသားဖွင့်ပြောလိုက်ဖို့ပဲလို့အကြံပေးလိုက်ပါတယ်တစ်ဖက်မှာလည်းတာကာကီကမာချီတာကိုကျောင်းသားကတောင်ကုန်းပေါ်ကဖះကျောင်းလေးစီခေါ်သွားခဲ့ပါတယ်ဒီနေရာကိုရောက်ဖူးလားလို့မေးတဲ့အခါမာချီတာကရောက်ဖူးတယ်ဒါပေမဲ့သူ့ဆန္ဒနဲ့သူရောက်တာမဟုတ်ဘူးလို့ခေါင်းကြီးပြပါတယ်အဲ့ဒီနေရာကမြင်ကွင်းကိုပကြီးဆွဲရင်းမာချီတာရဲ့ရင်ထဲကစကားတွေကိုဖြည်းဖြည်းချင်းဖွင့်ဟလာပါတယ်သူကြောင်းထွက်ရတာကပတ်စံကြောင်းမဟုတ်ပဲအိုဇာကီမျက်နှာကိုမကြည့်ရလို့ဖြစ်ကြောင်းရှင်းပြပါတယ်အိုဇာကီရဲ့ဖွင့်ပြောချက်ကသူ့အတွက်ရုတ်တရက်ဆန်လွန်းလို့သူ့ကိုယ်သူလည်းအချစ်ခံရဖို့မထိုက်တန်ဘူးလို့တွေးမိခဲ့တာပါတာကာကီကငြိမ်ငြိမ်လေးနားထောင်ပေးပြီးတစုံတစ်ယောက်ရဲ့အချစ်ဆိုတာဝင်တော့ဝင်ဖို့မဟုတ်ပဲလက်ဆောင်တစ်ခုဖြစ်ကြောင်းပြောပြပါတယ်အဲ့ဒီခံစားချက်တွေကနေထွက်ပြေးနေရင်နောက်လာပဲပို့တိုးလာလိမ့်မယ်လို့ဆိုပါတယ်သူ့ရဲ့စကားတွေကြောင့်ခွန်အားရသွားတဲ့မာချီတာကတာကာကီကိုကျေးဇူးတင်စကားပြောပြီးကြောင်းပြန်တက်ဖို့ဆုံးဖြတ်လိုက်ပါတယ်တကယ်တော့သူ့ရင်ထဲမှာလည်းအိုဇာကီရဲ့အချစ်ကိုဝင်တော့ဝင်ပိုးလို့မမြင်ခဲ့ပါဘူးအမှန်တရားကတော့သူကိုယ်တိုင်လည်းအိုဇာကီကိုသဘောကျနေခဲ့တာကြာပါပြီနောက်ရက်မှာတော့မာချီတာတယောက်တတိအပြည့်နဲ့ကြောင်းပြန်တက်လာခဲ့ပါတယ်သူအိုဇာကီနဲ့အတူတချင်းဆိုအဖွဲ့ထဲဝင်လိုက်ပြီးအတန်းတွေလည်းပြန်တက်ပါတယ်ကျောင်းပိတ်ချိန်မှာတော့သူအိုဇာကီကိုတီးတန့်စကားပြောဖို့ခေါ်ထုတ်ခဲ့ပါတယ်။အိုဇာကီကစိတ်လှုပ်ရှားစွာနဲ့ပဲသူ့ရဲ့ဖွင့်ပြောမှုကြောင့်မာချီတာထွက်သွားရတာလို့ထင်တဲ့အတွက်တောင်းပန်လိုက်ပါတယ်။မာချီတာကတော့ချက်ချင်းပဲညှင်းလိုက်ပြီးအိုဇာကီရဲ့ခံစားချက်တွေကသူ့အတွက်ဝင်တော့ဝင်ဖို့မဖြစ်ခဲ့ဘူးကြောင်းသူဘလို့ပြန်ဖြစ်ရမှန်းမသိခဲ့လို့သာဖြစ်ကြောင်းပြောပါတယ်။သူ့ရဲ့ခံစားချက်တွေကနေထွက်ပြေးခဲ့မိတဲ့အတွက်တောင်းပန်ရင်းနဲ့နောက်ဆုံးမှာတော့သူလဲအိုဇာကီကိုပြန်သဘောကျတဲ့အကြောင်းဖွင့်ပြောလိုက်ပါတော့တယ်။ဒါတွေကိုအဝေးကနေလှမ်းကြည့်နေတဲ့နီရှီကာတာတယောက်သူတို့နှစ်ယောက်လုံးအတွက်တိတ်တဆိတ်ဝမ်းသာမိပြီးလေးစားမိသွားပါတယ်။သူတို့ရဲ့တတိတွေကိုမြင်တော့သူ့ရဲ့ဝေခွဲမရဖြစ်နေမှုတွေကိုပြန်တတိယစေတာပေါ့။နောက်တော့သူကကျောင်းအုပ်ကြီးဒါနာဘေကိုတယောက်ယောက်ကိုသဘောကျရင်ဖွင့်ပြောတင်လာလို့မေးကြည့်ပါတယ်။ဒါနာဘေကတော့ရိုးရိုးရှင်းရှင်းပဲဖွင့်ပြောတင်တာပေါ့လို့ဖြေပါတယ်။ခံစားချက်တွေကိုဖုံးကွယ်ထားရင်နောင်တပဲရမှာဖြစ်ပြီးတခါတလေခွင့်ရေးကထာဝရပြောက်ကွယ်သွားတတ်တယ်လို့ဆိုပါတယ်။အဲ့ဒီစကားကိုကြားမှပဲနီရှီကာတာဟာအချစ်ဆိုတာဖုံးကွယ်ထားရမယ့်အရာမဟုတ်ပဲစွန့်စားရကျိုးနဲ့တဲ့အရာတစ်ခုဖြစ်မှန်းနားလည်လာခဲ့ပါတယ်။အဲ့ဒီညမှာတော့နီရှီကာတာတယောက်မီရှူမီပန်းပွဲတော်ရဲ့တကားဝမှာတာကာကီကိုစောင့်နေခဲ့ပါတယ်။သူ့ဘဝရဲ့ပထမဆုံးတဲ့အစ်စ်အမှန်လိုမျိုးဖြစ်နေလို့ရင်းတွေလည်းအယမ်းခုန်နေတာပေါ့။
ခဏနေတော့တာကာကီကရိုးရှင်းပေမဲ့လှပတဲ့ကီမိုနိုဝတ်စုံလေးကိုဝတ်ပြီးမျက်နှာမှာလည်းအပြုံးနုနုလေးနဲ့ရောက်လာပါတယ်။တာကာကီကိုမြင်လိုက်ရရုံနဲ့တင်နီရှီကာတာတယောက်ခဏလောက်ကြောင်သွားခဲ့ရပါတယ်။နှစ်ယောက်သားပွဲတော်တဲကိုအတူတူဝင်လာခဲ့ကြပြီးမီးရောင်တွေအတန်တွေကြားတဲ့လမ်းလျှောက်နေရတာဟာအချိန်တွေတောင်နှေးကွေးသွားသလိုပါပဲ။မီရှူမီပန်းတွေဆက်ဖောက်တဲ့အချိန်မှာနီရှီကာတာကကောင်းကင်ကြီးကိုမော့ကြည့်ရင်မီရှူမီပန်းတွေကအရန်လာတာပဲလို့ပြောပါတယ်ပြီးတော့တာကာကီကိုကြည့်ပြီးတာကာကီရဲ့အပြုံးကပိုပြီးတော့တောင်လှပါသေးတယ်လို့ဆိုပါတယ်ငငယ်တုန်းကသူ့ကိုစနောက်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းနဲ့အဲ့ဒီအချိန်တွေကပဲသူ့ရဲ့တိတ်ဆိတ်တဲ့ကဘာလေးကိုအသက်ဝင်စေခဲ့တာလို့ဖွင့်ဟလာပါတယ်တာကာကီတာမရှိရင်သူဟာဘဝကိုဘလို့ပွန့်ပွန့်လင်းလင်းဖြတ်တန်းရမလဲဆိုတာသိမှမဟုတ်တော့ပါဘူးမခွဲခွာခင်မှာသူကတပတ်ခါဆိုရင်တာကာကီရဲ့ကျောင်းမှာနောက်ဆုံးနေ့ဖြစ်တော့မှမို့လို့ဘယ်နေရာပဲရောက်ပျော်ရွှင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်တာကာကီကလည်းနူးညံ့တဲ့အပြုံးလေးနဲ့ပြန်ကြည့်ပေမဲ့သူ့မျက်လုံးထဲမှာတော့ခံစားချက်တွေအပြည့်ဖြစ်နေခဲ့ပါတယ်နောက်ရက်မှာတော့တာကာကီကကျောင်းသားတွေနဲ့ကျောင်းအုပ်ကြီးတာနာပေကိုနှုတ်ဆက်စကားပြောပါတယ်ပတ်ဝန်းကျင်တစ်ခုလုံးကစိတ်မကောင်းစရာအငွေ့သက်တွေလွှမ်းမိုးနေတာပေါ့ဒါကိုမြင်တဲ့နာခာအီကနီရှီကာရကိုစူငေါက်ပြီးမင်းအခုထိငရင်နေအောင်မယ်ဆိုရင်တစ်သက်လုံးနောက်တရသွားလိမ့်မယ်လို့တတိပေးလိုက်ပါတယ်တာကာကီထွက်သွားခါနီးမှာမာချီတာကလှမ်းခေါ်ပြီးသူအိုဇာကီကိုဖွင့်ပြောပြီးတဲ့နောက်မှာသူ့ဘဝကဘလောက်အထိအဆင်ပြေသွားကြောင်းပြောပြပါတယ်ပြီးတော့ဆီယာမနဲ့ဆီယာနီရှီကာတာတို့လည်းအတူတူရှိတဲ့နယ်လို့ဆိုပါတယ်အဲ့ဒီစကားကိုကြားတော့မှတာကာကီလည်းနောက်ဆုံးမှာအမှန်တရားကိုဖွင့်ချလိုက်ပါတော့တယ်သူနီရှီကာရကိုချစ်နေခဲ့တာအရန်ကြပြီဖြစ်ကြောင်းခံစားချက်တွေကိုဖုံးကွယ်ထားဖို့10နှစ်ဆိုတာအရန်ရှိလျားလုံးတဲ့အချိန်ဖြစ်ကြောင်းပြောပြပါတယ်အလဲတန်းတုန်းကလည်းသူခဏအရေးအမွက်ပြောခဲ့ပေမဲ့နီရှီကာတာကဘယ်တော့မှနားမလည်ခဲ့ပါဘူးမာချီတာကပြုံးပြီးဆီယာမရဲ့အရေးအမြွက်တွေကတိမ်မွေ့လုံးဖြစ်မှာပါလို့ပြောပါတယ်ပြီးတော့ဒီတစ်ချိန်မှာတော့နီရှီကာတာနားလည်အောင်ရင်ထဲမှာရှိတာတွေကိုရှင်းရှင်းလင်းလင်းဖွင့်ပြောလိုက်ဖို့အကြံပြုခဲ့ပါတယ်တတိတွေစူးစီးပြီးတာကာကီတယောက်စာတင်ခန်းထဲမှာနီရှီကာရကိုတွားရှာခဲ့ပါတယ်အခန်းထဲဝင်လိုက်တာနဲ့တင်အမတ်တရဟောင်းတွေကပြန်လဲဆူမိုးလာခဲ့တာပေါ့လွန်ခဲ့တဲ့10နှစ်တုန်းကကဘာကြီးတစ်ခုလုံးရက်တန့်သွားသလိုမျိုးဒီနေရာလေးမှာပဲကောင်းကင်ပြာကြီးအောက်သူတို့အတူတူရဲမောခဲ့ကြတာလေနီရှီကာတာရဲ့အပြုံးကသူ့အတွက်ဘလောက်အထိထူးခြားခဲ့လဲဆိုတာသူပြန်ပြီးသတိရသွားပါတယ်တိတ်ဆိတ်မှုကိုဖြိုခွင်းပြီးနီရှီကာတာကဘာပြောစရာရှိလို့လဲလို့မေးပါတယ်တာကာကီတိုးဆုပ်နေတဲ့အချိန်မှာပဲနီရှီကာတာကအရင်စပြီးစကားပြောလာပါတယ်သူကတာကာကီရဲ့ရှိနေမှုကဒီနှစ်တွေတလျှောက်သူ့ရင်ထဲကဟာတလာတဲ့နေရာလွတ်တွေကိုဖြည့်ဆည်းပေးခဲ့တာလို့ဆိုပါတယ်တစ်ချိန်ကသူ့ကိုစိတ်အနှောက်အယှက်ဖြစ်စေခဲ့တဲ့တာကာကီရဲ့ဆန္ဒမှုတွေဟာနောက်ပိုင်းမှာတန်ဖိုးရှိတဲ့အရာတွေဖြစ်လာခဲ့တာပါတာကာကီထွက်သွားပြီးတဲ့နောက်မှာအဲ့ဒီဟာတာရာကြီးကိုဖြည့်ဆည်းဖို့သူအကြိမ်ကြိမ်စူးစမ်းခဲ့ပေမဲ့ဘာမှအဆင်မပြေခဲ့ပါဘူးနောက်ဆုံးမှာတော့သူ့ဘဝဟာတာကာကီရှိမှသာပြည့်စုံမှာဖြစ်ကြောင်းနားလည်သွားခဲ့ပါတယ်တုံရင်နေတဲ့အတန်နဲ့ဖြစ်ပေမဲ့ပြတ်သားတဲ့စကားလုံးတွေနဲ့ပဲနီရှီကာတာကလွန်ခဲ့တဲ့10နှစ်လုံးတာကာကီကိုချစ်ခဲ့ရပါကြောင်းနောက်ဆုံးမှာတော့ဖွင့်ပြောလိုက်ပါတော့တယ်တာကာကီကတော့ခဏလောက်ညံတက်သွားပြီးမှသူ့လက်ကလေးကိုနီရှီကာတာစီဖြည်းဖြည်းချင်းကမ်းပေးလိုက်ပါတယ်ပြီးတော့အချစ်ဆိုတာဝေခွဲမရဖြစ်တတ်ပေမဲ့အဲ့ဒါကလူတွေကကြောက်ရွံ့ပြီးရင်မဆိုင်ရဲကြလို့ဖြစ်တာပါလို့ဆိုပါတယ်အခုတော့နီရှီကာတာကရိုးရိုးသားသားဖွင့်ပြောခဲ့ပြီးမှုလို့သူကိုယ်တိုင်လည်းတူညီတဲ့ခံစားချက်မျိုးရှိနေကြောင်းနဲ့သူလည်းပဲနီရှီကာရာကိုလွန်ခဲ့တဲ့10နှစ်လုံးချစ်လာခဲ့တာပါလို့ပြန်ပြီးဖွင့်ပြောလိုက်ပါတယ်ရက်ပိုင်းကြာမှာတော့နီရှီကာတာကတာကာကီကိုအကြောင်းကိုပြန်ဖိတ်ခဲ့ပါတယ်သူတို့နှစ်ယောက်အတူတူတချင်းဆိုခန်းကိုတွားခဲ့ကြပြီးအဲ့ဒီမှာတော့အိုဇာကီနဲ့တခြားကျောင်းသားတွေကစောင့်နေကြတာပါအိုဇာကီကစောစီစီနှုတ်မဆက်နိုင်ခဲ့တဲ့အတွက်တောင်းပန်ပြီးသူတို့အခုဆိုမဲ့တချင်းလေးကတဒါကာကီရဲ့ခီးစဉ်အစ်စ်အတွက်လက်ဆောင်ဖြစ်ကြောင်းပြောပြပါတယ်ကလေးတွေတချင်းစားဆိုတာနဲ့တင်နီရှီကာတာနဲ့တာကာကီတို့ရဲ့စိတ်ထဲမှာအမတ်တရဟောင်းတွေပြန်လည်ရောက်ရှိလာပါတယ်။အဲ့ဒီတချင်းကလွန်ခဲ့တဲ့နှစ်တွေကသူတို့ကြောင်းစင်ပွဲတုန်းကကြားခဲ့ရတဲ့နှုတ်ဆက်တချင်းလေးဖြစ်နေလို့ပါပထမဆုံးဆုံတွေ့ခဲ့တာကနေတာကာကီရဲ့ဆန္ဒမှုတွေပြီးတော့လမ်းခွဲခဲ့ရတဲ့ဝမ်းနဲ့စရာနေရက်တွေထိအားလုံးကကွက်ကွင်းပြန်ပေါ်လာပါတယ်။သူတို့နှစ်တွေအများကြီးဖုံးကွယ်ထားခဲ့တဲ့အချစ်တွေကအခုလိုမျိုးရိုးသားပြီးခိုင်မြဲသွားလိမ့်မယ်ဆိုတာယုံကခက်ခဲတဲ့အထိပါပဲ။အချိန်နဲ့အကွာအဝေးတွေကိုဖျက်ကျော်ပြီးအခုထိဖြူစင်မြဲမြံနေစေဖြစ်တဲ့သူတို့ရဲ့အချစ်တွေပေါ့နောက်ဆုံးမှာတော့အဲ့ဒီအချစ်တွေကနေအိမ်အောင်ပြုခြင်းထိဖြစ်မြောက်သွားခဲ့ပါတယ်စကလုံးတွေနဲ့တခါမှဂတိမပြုတ်ခဲ့ဘူးတဲ့ဂတိကဝတ်တွေကအခုတော့တကယ်ပဲခိုင်မြဲတဲ့နှောင်ကြိုးတစ်ခုဖြစ်သွားခဲ့ပါပြီသူတို့နှစ်ယောက်လုံးရဲ့နှလုံးသားတွေဟာ
တဦးနဲ့တဦးပိုင်ဆိုင်သွားပြီဆိုတာတေချာသွားခဲ့တာပေါ့နှစ်တွေအများကြီးထပ်ပြီးကုန်လွန်သွားခဲ့ပြီးသူတို့ရဲ့အိမ်တော်ရေးဘဝကလည်းရှေ့ဆက်နေသေးပါနီရှီကာတာနဲ့တာကာကီတို့မှာသမီးလေးတစ်ယောက်ရလာခဲ့ပြီးအိမ်လေးထဲမှာရေမောတန်တွေပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေစေခဲ့ပါတယ်နီရှီကာတာကဆရာအလုပ်ကနေထွက်ပြီးတတာကာကီအဖေရဲ့စီးပွားရေးအလုပ်တွေကိုကူညီပေးနေခဲ့တာပေါ့ဒါပေမဲ့ဘဝကြီးဘလောက်ပဲပြောင်းလဲသွားပါစေသူတို့ရဲ့ဆက်ဆံရေးကတော့အရင်တိုင်းပါပဲသူတို့နှစ်ယောက်ရဲ့ဇလံလေးစတင်ခဲ့တဲ့နေရာနှလုံးသားနှစ်ခုစုံတွေ့ပြီးထာဝရတစ်ခုတည်းဖြစ်တိတ်တဆိတ်ပေါင်းစည်းသွားခဲ့တဲ့အဲ့ဒီနေရာလေးကိုတော့သူတို့ဘယ်တော့မှမေ့လျော့မှာမဟုတ်ပါဘူးဒါကတော့နှလုံးသားချင်းနီးစပ်သွားကြတဲ့သူတို့နှစ်ယောက်ရဲ့ဇလံလေးပဲဖြစ်ပါတယ်